ကျမတို့ My Dream Garden ကိုသွားတဲ့လမ်းပေါ်မှာပါဒါတော့ကျမတို့ My Dream Garden မှာတဲမဲ့ခါလေးဖြစ်ပါရဲ့ရဲ့အပေါ်ထက်ဒီ corridor ရှောင်းလန်းလေးဖြစ်ပါတယ်အောက်မှာမြက်ခင်းတူတွေခန်းတာတော့လမ်းလျှောက်လို့အရန်အဆင်ပြေပါတယ်ပေါ်တာကတော့ပြင်ဝါရိပ်လေးနဲ့တမန်ဝါနဲ့ရေးဆက်ရှိရနေရလဲခန်းသားလေးရှိမှာတော့နန်းသားနဲ့နေထိုင်လို့ရတယ်နေရာလေးအများကြီးရှိပါတယ်ကျမတို့အခုအောက်ထပ်ကိုသွားပြီးတော့ကြည့်လိုက်ပါဦးမယ်အတူဆုံးမျောချင်တာအတူပန်းတီးတဲ့အချစ်လေးကလေးနဲ့ပင်လေကြောကပြတ်သန်းသမုတ်တရားချစ်ရဲ့ရည်ပြင်းကျဲကြီးတဲ့မှာမသက်သာတွေ့အိုးမခံချောင်းမဲ့ကိုချင်များပေးစရင်ပြောနေမှာချမ်းအကျယ်ကြီးနဲ့တပုံရိုက်တဲ့ photo spot တွေအများကြီးရှိပါတယ်စကလုံးများအချစ်တိတ်ပဲဖွင့်ဆိုနေချိန်ပြုံးပန်းလို့ဖူးပွင့်မလားချစ်နှုတ်ပြပန်းစင်တွေနဲ့ကိုရစ်ဖွဲတဲ့တေးသွားလွင်လွင်ကိုချစ်များနားစင်ရင်တံပြတ်ချစ်စိတ်တို့ကိုအတွက်ထားနိုင်မလားအလုံးအိမ်မဒီမှာတော့လမ်းလျှောက်ပြီးတော့စပင်းစီကိုရရရအေးရှိပါတယ်အတူဆုံးမျောချင်တာအတူပန်းတီးတဲ့အချစ်လေးကလေးနဲ့ဒီမိုက်ကားတဲ့မိုက်ဂရိတ်ထဲမှာရှိရဲ့ဒီကမှာရေးနေတာပါလာလို့နားဆန်လို့ဟုတ်တယ်ငါနို့တိုက်ရဲရှိပေါ့တိုက်တိုင်းမဆိုင်ဆောင်းလာထမင်းစားဆောင်မှာကျမတို့ထမင်းစားကြပါမယ်လိုက်ခဲ့ကြပါဦးဒီကားထဲမှာအေးတောက်လို့ဒီကားထဲအေးတောက်ရင်ကောင်းမလဲဆိုတော့ရတယ်မကြီးဒီနေရာလေးကအေးချစ်ချင်းလေးနဲ့အရင်မဲ့ပြောစရာကောင်းပါလေတိုင်ငယ်ကြီးထားထဲမှာလည်းတက်ပုံရိုက်လို့အရန်လာပါတယ်
ကြည်တော်လွင်လွင်ကိုချင်များနာစင်ရင်ကြံပြချစ်စိတ်တို့ကိုတွေ့ထားနိုင်လားလုံးအိမ်မဲကိုမမလို့ပါစာနာစင် အရင်ကျဲတဲ့ခါမှာကျတော့ TikTok ချစ်သူတွေအတွက်စိတ်ကြိုက် TikTok ရိုက်စရာနေရာတွေအများကြီးရှိပါတယ် မျောချင်တာအတူပန်တီးတဲ့ချစ်လေးကလေးနဲ့ ။ညာကတော့ဗောနော်မနေ့9နာရီခွဲကနေည9နာရီထိနေလို့ရတယ်။ကျမတို့ကတော့ဒီနေ့တော့ဗောနော်ရေလဲဆော့ပြီးတောက်ပြီးအနားယူပြီးဆိုတော့အခုအိတ်ပြန်လာတော့မယ်။ ထဲမှာမိုးရေချိုးနေပါတယ်။တရက်ဒီလဲခူခဲ့ပါတယ်။ခူမမခိုးခိုးခဲ့ပါငါခံစားဆိုင်မှာဆက်ဆောက်ဆွေးစားနေရပါဒါတော့ဟောပြီးမှရှိတာပါ နိုင်ငံမှာရေးလာတယ်ကျွန်တော်ငါးရီလည်းဆက်ဆက်ဝယ်နေ။ ကြောက်ကွေးလေပေါ့တွေ့ရမှာလား ဆန်ရတော့ခစ်တီယန်ဖူ မှာမြို့ထဲမှာစောစောစီကျွန်တော် breakfast မှာစားနေရဖြစ်ပါတယ်။ ဟုတ်တယ်နော်ဝင်လာပဲဟုတ်တယ်ဝင်လာပဲပဲသွန်တယ် ရန်ကောင်း ဒါကလည်းဆမ်းမဝင်ရတာလည်းတော့အရင်စားတော့ရန်ဖြစ်ပြီးအခါမှာတော့ဖတ်တီကိုပြောင်းနေရပဲရှင် ဒါကတော့မှော်ပြီးမှကျွန်တော်တို့နေရဲ့အိမ်လေးဖြစ်ပါတယ်အခုကျမတို့ channel မှာဟင်းရွက်တွေကိုခူးပြီးတော့မှနေ့လည်စာအတွက်ပြင်ဆင်ပါမယ်ဒီပါခူးပြီးတော့ငပိကျဲနဲ့တွေ့စားမယ်အရင်စားတော့ရှိတဲ့ချင်တဲ့ဒါခူးသွားရင်ချင်မလေးနဲ့နားလေးနဲ့ရှာပေါက်ပန်းလေးခူးပြီးတော့ပြုတ်မယ်ပြုတ်ပြီးတော့တွေ့စားပါမယ်အရင်စားကောင်းပါလေဒီမှာလေးစားပြမှုလေးတွေရှိတယ်ဒီမှာကြည့်အောင်အရင်စားကောင်းတယ်ရမ်းချက်လာလိုက်တော့ကျန်နာလေးတွေပေါ့နော်အညွန့်လေးတွေလည်းရှိတယ်အညွန့်လေးတွေလည်းစားတယ်အညွန့်လေးတွေပြုတ်စားလို့ရတယ်ပေါ့နော်အရင်စားလို့နားလေးဆိုအရင်စိုက်ဈေးကတောငခုလေးစီပြန်ငခုလေးကိုအညီထုတ်ပြီးစီပြန်ချက်စားမယ် ဆန်ရလည်းလက်ဆက်ဆက်ချက်ထားခူးရတဲ့ဟင်းရွက်တွေနဲ့ကျွန်တော်နေ့လည်စာစားပါမယ် ကောင်းပါလေ ကျမတို့အခုမှော်ပြီးမှအနာယူပန်းဖြစ်ရင်းနဲ့ရန်ကုန်မြို့ကိုပြန်လဲပြီးထွက်ခွာလာပါပြီနောက်ဘလော့တွေမှာလည်းပြန်တွေ့ကြမယ်နော်